ဒီဗီဒီယိုမှာထူးခြားခြားအနေနဲ့မောင်လေကွက်ဆော့ပြပြီးတော့မှာတော့နတ်နာကို inspire နဲ့ဖြစ်ပါတယ်ဘာလို့ထူးခြားအနေနဲ့တကူတကကြီးဆော့ပြရလဲဆိုတော့ဒီညီလေးနှစ်ယောက်ကအိမ်ထိလာပြီးတောင်းဆိုသွားလို့ပါကဲအဲ့တော့နတ်နာကို inspire နဲ့ဘယ်လိုဆော့ပြသွားမလဲကြည့်ရအောင်ဒီနားမှာဖိုးဘီယက်ကဖျက်ရှောင်ရင်ရှော့သွားတယ်ကာကူရာဒမ်းမိတ်မထွက်တော့ကျွန်တော်ပဲနိုင်ပါတယ်နောက်ကဝင်လာတဲ့မီရကလည်းကျွန်တော်ဒီတော့သွေးနဲ့လေးတောင်မနိုင်ဘူးနဲ့ဗျာအဲ့မှာ triple key တောင်ရသွားတယ်တကောင်နဲ့ချရနော်နတ်နာကိုခေါင်းလေးကင်ထားတဲ့ကြောင်ပေါက်လေးဆိုပြီးအထင်မသေးနဲ့ဗျာအမြန် item တွေကိုမှ inspire ဖွင့်ပြလိုက်ရင်တကောင်ခဏလေးနဲ့ရှော့တယ်ခြုံကိုချတဲ့နေရာမှာလည်းနတ်နာဆရာတဆူပဲဗျာ skate 2ကြောင်ရုံကြီးသုံးလိုက်ရင် enemy က stand နေရမလို့အဲ့ချိန်မှာပြည့်ရုံပဲအဲ့အကွက်တကွက်ထဲနဲ့တော်တော်လှုပ်ရှားလို့ကောင်းနေဒီမှာဆိုလဲ show လိုက် damage တွေကိုပဲ show နော်အများကြီးပြောမနေဘူးအပြော့ကောင်တွေကိုပဲပြတ်တယ်ထင်မှာဆိုတော့ဒီမှာအကိုင်းရွေးပြီးချထားတယ် KMIO ကတက်လှုပ်ပေးလိုက်တာဗျဘာလို့လဲဆိုတော့ tower ထဲဝင်ချခြင်းလို့ KMIO သွေးပြောတဲ့ကောင်တွေနေနဲ့တော့ဘယ်နာမှဘလို့ချကိုရှော့တယ်ဒါကျွန်တော်အားပေးနေတဲ့ချစ်ညီလေးတွေကိုအရန်ချစ်လို့ဆော့ပြတာအပြင်မှာအားပေးနေတဲ့လူတွေရော TikTok မှာအားပေးနေတဲ့လူတွေရောမောင်လေခွဲကအရန်ချစ်ပါတယ်ဗျာမောင်လေခွဲကိုအားပေးပြီး follow နှိပ်ဖို့မေ့နေတဲ့လူတွေရှိရမလို့ follow ခလုတ်လေးနှိပ်ပေးကြဖို့ပြောချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါပေါ့